1389ခုနှစ်ကစုံလာဇန်15ရက်17ရက်5လ2025တနင်္ဂနွေနေ့ကိုမင်္ဂလာရက်တမတ်ကာဖြင့်အေယာဝတီတိုင်းဒေသကြီးကျုံပျော်ခရိုင်ရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့ကွင်းချောင်းအုပ်စုကွင်းချောင်းကြီးရွာနေဥကိုစိုးဒေါ်မအေးဥဝင်းမောင်ဒေါ်ကျင်အေးတို့၏မြေဥမြင့်ကြဒေါ်မိုးမိုးတို့၏တူရဲတော်သားမောင်ဝင်းသူအောင်နှင့်အေယာဝတီတိုင်းဒေသကြီးဟင်္သတာခရိုင်လေးမျက်နှာမြို့နယ်ကညင်တိုင်းအုပ်စုကျောင်းကွင်းကြီးရွာနေဦးစံဝင်းဒေါ်လာလာတို့၏သမီးမောင်ကောင်းပြည့်ထူး၏အမမတ်ထူးပြည့်ပြည့်အောင်စကန်ရီယာမြန်မာတို့၏အာဝါဟဝိဝါဟမင်္ဂလာသပင်ကျင်းပရာဌာနသို့ကြွချင်းမင်းကြကုန်သောဂုံတီရှိလူချင်းမေအပေါင်းနှင့်ဆွေမျိုးမင်းတင်ကအပေါင်းတို့အားတတို့သားမောင်ဝင်းသူအောင်တတို့သမီးမတ်ထူးပြည့်ပြည့်အောင်တို့နှင့်အတူကိုနေမျိုးအောင်ဦးစီးတည်ထောင်ထားသောတန်စင်လှိုင်းဘောက်ဆက်အဖွဲ့တော်တိုင်းများမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမင်္ဂလာပွဲမိကောင်းရင်မြရွေလို့ထိညာလို့လက်တစင်ကောင်းွယ်တို့ပါမျက်နှာတို့သမီးမျက်နှာပီတီပြုံးလေးများနဲ့အကျော်လုံးနေပဲတငယ်ချင်းအပေါင်းအသင်းဆွေမျိုးများနဲ့တွေ့ဆုံတဲ့ပွဲချစ်သူနဲ့ဥရောမှကျင်ရဖြစ်သူအသိမဲ့ပြုတဲ့ပွဲလက်သက်တော်မိဘကြည်ကြည်ပြူပြူတမီးချွေမာတတ်တဲ့ကလေးတို့ကိုကျူကြည်စွာရဲ့အနည်းနဲ့မင်္ဂလာပွဲမင်္ဂလာခေဟာနမ်းမှာဖြင့်မင်္ဂလာလမ်းတို့ဒူရှင်ကရှောင်းလန်းကြပါတော့မင်္ဂလာတတို့သားနှင့်တတို့သမီးတို့၏မင်္ဂလာနေတူးရက်မြတ်လေးမှစပြီးရှေ့ဆက်လျှောက်ရမယ်ဘဝကီးတစ်လျှောက်လုံးမှာမုံမြတ်တန့်စင်သောချစ်ချင်းတူညီစွာဖြင့်အသေးအသက်အနှင်းကချစ်တရလွှမ်းတဲ့မေတ္တာလမ်းကိုရှောက်လန်းနိုင်ကြပါစေအချစ်စစ်နဲ့ယတုအဆက်ဆက်တိုင်အောင်တာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုသစ္စာမေတ္တာတူညီစွာဖြင့်တည်ဆောက်နိုင်ပါစေလို့ကြွအောင်လာသောအပရိသတ်ကိုစားကိုနေမျိုးအောင်ဦးစီးတည်ထောင်သောတန်စင်လှိုင်းဘောက်ဆက်အဖွဲ့တော်တိုင်းများမှာဆုတောင်းမေတ္တာပို့တာလေးရပါတယ်ခင်ဗျာတန်စင်လှိုင်းဘောက်ဆက်ရောက်တဲ့နေရာတိုင်းမှာချစ်သူတိုင်းညာလို့ညာသူတိုင်းချစ်နိုင်ကြပါစေလို့ထပ်ဆင်ပြီးဆုတောင်းမေတ္တာပို့တာလေးရပါတယ်ခင်ဗျာမင်္ဂလာပွဲမိကောင်းရင်မြရွေလို့ထိညာလို့လက်တစင်ကောင်းွယ်တို့ပါမျက်နှာတို့သမီးမျက်နှာပီတီပြုံးလေးများနဲ့အကျော်လုံးနေပဲတငယ်ချင်းအပေါင်းအသင်းဆွေမျိုးများနဲ့တွေ့ဆုံတဲ့ပွဲချစ်သူနဲ့ဥရောမှကျင်ညာတဲ့သူတိမဲ့ပြုတဲ့ပွဲတစ်ဖက်တော်မိဘကြည်ကြည်ပြူပြူတမီးချွေမာတတ်တဲ့ကလေးတို့ကိုကျုံကြည်စွာရဲ့အနည်းနဲ့မင်္ဂလာပွဲ1389ခုနှစ်ကစုံလာဇန်15ရက်17ရက်5လ2025တနင်္ဂနွေနေ့ကိုမင်္ဂလာရက်တမတ်ကာဖြင့်အေယာဝတီတိုင်းဒေသကြီးကျုံပျော်ခရိုင်ရေကြီးမြို့နယ်ငတိုင်းကျောင်းမြို့ကွင်းချောင်းအုပ်စုကွင်းချောင်းကြီးရွာနေဥကိုစိုးဒေါ်မအေးဥဝင်းမောင်ဒေါ်ကျင်အေးတို့၏မြေဥမြင့်ကြဒေါ်မိုးမိုးတို့၏တူရဲတော်သားမောင်ဝင်းသူအောင်နှင့်အေယာဝတီတိုင်းဒေသကြီးဟင်္သတာခရိုင်လေးမျက်နှာမြို့နယ်ကညင်တိုင်းအုပ်စုကျောင်းကွင်းကြီးရွာနေဦးစံဝင်းဒေါ်လာလာတို့၏သမီးမောင်ကောင်းပြည့်ထူး၏အမမတ်ထူးပြည့်ပြည့်အောင်စကန်ရီယာမြန်မာတို့၏
အာဝါဟဝိဝါဟမင်္ဂလာသပင်ကျင်းပရာဌာနသို့ကြောက်ချင်းမင်းကြကုန်သောဂုံတီရှိလူချင်းမေအပေါင်းနှင့်ဆွေမျိုးမင်းတင်ကအပေါင်းတို့ဟာတတူသားမောင်ဝင်းသူအောင်တတူသမီးမထူးပြည့်ပြည့်အောင်တို့နှင့်အတူကိုနေမျိုးအောင်ဦးစိတ်တည်ထောင်ထားသောတန်စင်လှိုင်းဘောက်ဆက်အဖွဲ့တော်တိုင်းများမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာရှင်နေမဆာနှစ်တရာတိုင်ပေါင်းကြစေဒုသားလေးသူတို့သမီးလေးစုတောင်းတည်တဲ့ပနာဝေမင်းတို့နှုတ်ချီရူညီညစွာထောင်ရလက်တွေလက်မခွဲပဲချင်နိုင်ပါစေလေမြတ်တာမရိုင်းမလဲသစ္စာခိုင်မြဲလူသားနားလည်မှုတွေတယောက်နဲ့တယောက်မဖောက်လဲမဖောက်ပြန်သစ္စာရှိရှိချစ်ကြဖို့ဆုတောင်းပြီးတယ်ဒီချိန်ကဒီနေ့မှစတကယ်ချင်းတို့စနီမောင်နှံရွှေလက်တွဲလို့ခိုင်ခိုင်မြဲမြဲချင်နိုင်ပါသေးကိုယ်မင်္ဂလာပွဲနေကောင်းရင်မြရွေလို့ထိမ်းမြလို့လက်တစင်ကောင်းွယ်သူသားမျက်နှာသူတို့သမီးမျက်နှာပီတီပြုံးလေးများနဲ့ရွှေလက်တွဲတဲ့မင်္ဂလာပွဲမင်္ဂလာခေဟာနမ်းမှာဖြင့်မင်္ဂလာလမ်းသို့တူရှင်ကရှောင်းလန်းကြပါတော့မင်္ဂလာတတူသားနှင့်တတူသမီးတို့၏မင်္ဂလာနေတူရက်မြတ်လေးမှစပြီးရှေ့ဆက်လျှောက်ရမယ်ဘဝခီးတစ်လျှောက်လုံးမှာမုံမြတ်တန့်စင်သောချစ်ချင်းတူညီစွာဖြင့်အသေးအသက်အနှင်ကချစ်တရားလွှမ်းတဲ့မေတ္တာလမ်းကိုရှောက်လန်းနိုင်ကြပါစေအချစ်စစ်နဲ့ယတုအဆက်ဆက်တိုင်အောင်တာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုသစ္စာမေတ္တာတူညီစွာဖြင့်တည်ဆောက်နိုင်ပါစေလို့ကြွလာသောအပရိသတ်ကိုစားကိုနေမျိုးအောင်ဦးစီးတည်ထောင်ထားသောတန်စင်လှိုင်းဘောက်ဆက်အဖွဲ့တော်တိုင်းများမှာဆုတောင်းမေတ္တာပို့သလေးရပါတယ်ခင်ဗျာတန်စင်လှိုင်းဘောက်ဆက်ရောက်တဲ့နေရာတိုင်းမှာချစ်သူတိုင်းညားလို့ညားသူတိုင်းချစ်နိုင်ကြပါသေးလို့ထပ်ဆင်ပြီးဆုတောင်းမေတ္တာပို့သလေးရပါတယ်ခင်ဗျာ